ကျွန်တော်ဒီရက်ပိုင်းစာအုပ်တစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။အဲ့စာအုပ်ကြောင့်ကျွန်တော်ပြန်လည်မျှဝေခြင်းနဲ့စာအုပ်နာမည်က The River of Loose Footsteps လို့ခေါ်တယ်။ရေးထားတဲ့လူနာမည်ကတော့ဦးသန်းမြင့်ဦးဖြစ်ပါတယ်။သူကအင်္ဂလိပ်စာအုပ်ဖြစ်တယ်။ကျွန်တော်အဲ့ဒါကိုဘာသာပြန်အနေနဲ့ပြန်လည်ဖတ်ပြပေးသွားမှာဖြစ်တယ်။ခန်းတစ်မြန်မာတွေလှုပ်ရှားရုန်းကန်ခဲ့ရတဲ့သမိုင်းတစ်လျှောက်ခရီးစဉ်ယနေ့ခေတ်တွင်မြန်မာဟုလူသိများသောဗမာနိုင်ငံသည်အလွန်ကျွယ်ဝပြီးမတည်ငြိမ်မှုများပြားလာသောသမိုင်းကြောင်းရှိတဲ့နိုင်ငံတစ်ခုဖြစ်တယ်။အရှေ့တောင်အာရှရဲ့ပထဝီဝင်အနေအထားအရယဉ်ကျေးမှုနဲ့နိုင်ငံရေးရေစီးကြောင်းများစုံစည်းရာလမ်းစုံတွင်တည်ရှိနေတယ်။မြန်မာနိုင်ငံသမိုင်းနောက်ခံတဲ့ရာစုနှစ်ပေါင်းများစွာအတွင်းဖြစ်ပျက်ခဲ့သောတိတာထင်ရှားတဲ့ပြောင်းလဲမှုများနဲ့ရှုပ်ထွေးလာတဲ့ဖြစ်ရပ်များနဲ့ပြည့်နှက်နေပြီး၎င်းတို့ကယနေ့ခေတ်မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံဖော်ပေးခဲ့ခြင်းဖြစ်တယ်။မြန်မာရှေးဦးသမိုင်းတွင်အေယာဝတီမြစ်ဝှမ်းတစ်လျှောက်ထွန်းကားခဲ့တဲ့အင်အားကြီးရှေးဟောင်းနိုင်ငံများဖြစ်သောပြူမြို့ပြနိုင်ငံများနဲ့မွန်နိုင်ငံများကအဓိကကျခဲ့တယ်။အချိန်ကြာလာသည်နှင့်အမျှထိုရှေးဦးယဉ်ကျေးမှုများနေရာတွင်ပုံမကျယ်ပြန့်ပြီးဩဇာကြီးမားတဲ့မင်းများအစားထိုးဝင်ရောက်လာခဲ့တယ်။၎င်းတို့အနက်17ရာစုတွင်ပေါ်ထွန်းခဲ့သောပကံအင်ပါယာသည်ထင်ရှားပြီးယနေ့ခေတ်မြန်မာနိုင်ငံနယ်နိမိတ်များစွာကိုစူးစီးနိုင်ခဲ့ရုံသာမကအမှုပညာဝိတုကာပညာနှင့်ဗုဒ္ဓဘာသာဆိုင်ရာအောင်မြင်မှုများကိုလည်းအလွန်ပင်ထူးခြားထင်ရှားခဲ့တယ်။သို့သောထိုအင်ပါယာသည်ပြည်တွင်းပြိပခများနဲ့မွန်ဂိုကျူးကျော်မှုများပေါင်းဆက်လာသည့်အခါတွင်တဖြည်းဖြည်းဆုတ်ယုတ်ပျက်စီးခဲ့ရတယ်။ပကံခေတ်ပြတ်သုံးပြီးသွားတဲ့နောက်မှာမြန်မာနိုင်ငံကနယ်မြေများကွဲပြားခြင်းနဲ့ဒေသတွင်အင်အားစုများကြားပြိပခများဖြစ်ပွားသည့်ကာလတစ်ခုသို့ရောက်ရှိခဲ့တယ်။အထူးသဖြင့်14ရာစုမှ16ရာစုအတွင်းအင်းဝနေပြည်တော်နဲ့ဟန်တာဝတီနေပြည်တော်တို့သည်အင်အားကြီးမားဆုံးပေါ်ထွက်လာပြီးထိုထိတ်နေရာအတွက်အမြဲမပြတ်တိုက်ခိုက်ခဲ့ကြတယ်။ဤခေတ်ကာလတွင်ပင်16ရာစု၌တောင်ငူမင်းဆက်ထွန်းကားခဲ့ပြီးမြန်မာနိုင်ငံကိုပြန်လည်စုစည်းနိုင်ခဲ့ကနယ်နိမိတ်များကိုလည်းချဲ့ထွင်နိုင်ခဲ့တယ်။ထိုချိန်ကာလကအရှေ့တောင်အာရှမှာအကြီးဆုံးအင်ပါယာများထဲမှတစ်ခုဖြစ်ထူထောင်နိုင်ခဲ့တယ်။ထို့သောတောင်သူမင်းဆက်ရဲ့ဖုံးမီနေလတောက်ပမှုမှာခဏတာမျှတာဖြစ်ပြီးပြည်တွင်းမညီညွတ်မှုများနဲ့ပြည်ပချိန်ချောက်မှုများကြောင့်ဒေသအတွင်းမတည်ငြိမ်မှုများစွာဖြစ်ပေါ်ခဲ့တယ်။မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရေးပါမှုသည်တောင်အာရှနဲ့အရှေ့တောင်အာရှအကြားဗျူဟာကျကျတည်ရှိနေခြင်းကြောင့်အမြဲတမ်းအရေးပါခဲ့တယ်။တယံဇာတပေါ်ကျွယ်ဝခြင်းမြေစီလွှာကောင်းမွန်ခြင်းကြောင့်ဒေသတွင်းအင်အားကြီးနိုင်ငံများနဲ့နောက်ပိုင်းတွင်ဥရောပနယ်ချဲအင်အားစုများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတယ်။အိန္ဒိယတရုတ်နဲ့ထိုင်းနိုင်ငံတို့ရဲ့နယ်နိမိတ်ချင်းထိစပ်နေခြင်းကြောင့်အင်ပါယာချဲ့တွင်လူတို့၏စစ်တလင်းပြင်ဖြစ်ခဲ့သလိုယဉ်ကျေးမှုဖလှယ်ရာနေရာလည်းဖြစ်ခဲ့တယ်။အဓိကကုန်သွယ်ရေးလမ်းကြောင်းများသည်ဤဒေသကိုဖြတ်တန်းသွားသဖြင့်ကဘာနှင့်ဆက်သွယ်ပေးခဲ့ပြီးအမျိုးမျိုးသောလွှမ်းမိုးမှုများနှင့်ထိတွေ့စေခဲ့တယ်။တစ်ဖက်တွင်လည်းခက်ခဲသောမြေမျက်နှာသွင်ပြင်နှင့်နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်အခါအားလျော်စွာတီးခြားခွဲထွက်နေတကယ်သို့ဖြစ်နေခဲ့တယ်။ကိုလိုနီမတိုင်ခင်ခေတ်တွင်မြန်မာလူအဖွဲ့အစည်းကအထက်အောက်အဆင့်တန်းခွဲခြားမှုများရှိပြီး၎င်း၏ယဉ်ကျေးမှုနှင့်ဝိညာဉ်ရေးရာစိတ်ပိုင်းဆိုင်ရာကိုဗုဒ္ဓဘာသာကနက်နက်နဲနဲလွှမ်းမိုးထားခဲ့တယ်။ဘုရင်များနဲ့တန်ဃာတော်များကသိတာထင်ရှားသောအာဏာပိုင်ကိုပိုင်ဆိုင်ကြပြီးစီးပွားရေးစိုက်ပျိုးရေးမှာနေ့စဉ်လူဘဝရဲ့ကြိုးရိုးဖြစ်ခဲ့တယ်။ကျွေးရွာများနဲ့မြို့ကြီးများသည်ရှုပ်ထွေးသောလူမှုရေးနဲ့အုပ်ချုပ်ရေးစနစ်များအောက်တွင်လည်ပတ်ခဲ့ကြတယ်။ထို့ကြောင့်မြမအစောပိုင်းသမိုင်းသည်ရှုပ်ထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့အခြေခံအုတ်မြစ်တစ်ခုကိုချပေးခဲ့တယ်။၎င်းကစီးရုံးညီညွတ်မှုနဲ့ပြိုကွဲမှုယဉ်ကျေးမှုထွန်းကားမှုနဲ့ဆုပ်ယုပ်မှုချွဲဝါမှုနဲ့ဆင်းရဲမွဲတေမှုစတဲ့တန်တရားများဖြင့်အမှတ်အသားပြုထားတယ်။ဤရှုပ်ထွေးနေတဲ့သမိုင်းကြောင်းတစ်လျှောက်ပါကြုံတွေ့နေရတဲ့ကိုလိုနီခေတ်အတွေ့အကြုံများနဲ့နောက်ဆက်တွဲရုန်းကန်လှုပ်ရှားမှုများပေါ်တက်ရောက်မှုရှိခဲ့ပြီးယ
ယနေ့ခေတ်အထိနိုင်ငံရဲ့လမ်းကြောင်းနဲ့မြည်သူမြည်ဝါဖြစ်တည်ဟူသောပုံရိပ်ကိုနက်နက်ရှိုင်းရှိုင်းဖော်ပြပေးခဲ့ခြင်းဖြစ်တယ်။အခန်းနှစ်ကိုလိုနီစနစ်နဲ့ပရိပခဗြိတိရှားတို့မြန်မာနိုင်ငံကိုကျူးကျော်ခြင်းဗြိတိရှားတို့ရဲ့ကိုလိုနီအုပ်ချုပ်မှုသည်မြန်မာနိုင်ငံအပေါ်ဖျက်၍မရတဲ့အမှတ်အသားတစ်ခုအဖြစ်ခြံခဲ့ပြီးနိုင်ငံရဲ့ခေတ်သစ်သမိုင်းနဲ့မြည်သူမြည်ဝါဖြစ်တည်ဟူသောဝိသေသတော်တော်များများကိုပုံဖော်ပေးခဲ့တယ်။ဗြိတိရှားတို့သည်၎င်းတို့၏အင်ပါယာကိုချဲ့ထွင်ရန်လုံခြုံစိတ်ချရစေရန်နဲ့ရည်ရွယ်၍အရှေ့တောင်အာရှဆိုင်ရာပထဝီနိုင်ငံရေးဖြူဟာ၏အစိပ်ပိုင်းတစ်ခုအဖြစ်မြန်မာနိုင်ငံကိုစတင်စိတ်ဝင်စားခဲ့ကြတယ်။ဗြိတိရှားတို့ရဲ့ကနဦးကျူးကျော်ဝင်ရောက်မှုသည်19ရာစုအစောပိုင်းတွင်စတင်ခဲ့ပြီး1824ခုနှစ်မှ1885ခုနှစ်အတွင်းဖြစ်ပွားခဲ့သောအင်္ဂလိပ်မြန်မာစစ်ပွဲ3ကြိမ်ဖြင့်အဆုံးသတ်ခဲ့တယ်။ပထမဆုံးသောသိသာထင်ရှားတဲ့ထိပ်တိုက်ရင်ဆိုင်မှုမှာ1824ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီးဗြိတိရှားအရှေ့အိန္ဒိယကုမ္ပဏီသည်၎င်းတို့၏အကျိုးစီးပွားကိုကာကွယ်ရန်ကျူးကျော်ဝင်ရောက်ရာမှပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားခဲ့တယ်။ထိုပဋိပက္ခသည်1826ခုနှစ်တွင်နိုရပိုစာချုပ်ဖြင့်ပြီးဆုံးခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့်ရခိုင်နဲ့တနင်္လာရီအပါအဝင်အရေးပါတဲ့နယ်မြေတွေကိုဗြိတိရှားထံသို့ပေးအပ်ခဲ့ရတယ်။သူတို့ရဲ့ဗန္ဒာရေးဆိုင်ရာစစ်စရိတ်ကြီးလေးမှုသည်မြန်မာမင်းနေပြည်တော်ပေါ်ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးဖြစ်စေခဲ့တယ်။1852ခုနှစ်မှာဖြစ်ပွားတဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲကဗြိတိရှားတို့ရဲ့စီးပွားရေးနိုင်ငံရေးအငင်းပွားမှုကိုအကြောင်းပြ၍နယ်မြေချဲ့ထွင်မှုကြောင့်မြန်မာနိုင်ငံကိုပုံမအင်အားနည်းစေခဲ့တယ်။ရင်းစစ်ပွဲကြောင့်အရေးပါသောစိတ်ကမ်းမြို့များသည့်ရန်ကုန်အပါအဝင်အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ခြင်းခံခဲ့ရတယ်။၎င်းသည်မြန်မာမင်းနေပြည်တော်ကိုပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများမှဖြတ်တောက်လိုက်တဲ့ကဲ့သို့ဖြစ်စေကာမြန်မာနိုင်ငံရဲ့စီးပွားရေးအခက်အခဲကိုပုံမဆိုးဝါးစေပြီးမြန်မာပြည်စနစ်ကိုလည်းအထီးကျန်စေခဲ့တယ်။နောက်ဆုံးထိုးနှက်ချက်မှာ1885ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်တယ်။ပြင်သစ်တို့ကကိုလိုနီနယ်မြေတွေကိုချဲ့ထွင်လိုမှုကိုတားဆီးရန်နယ်မြေစိုးမိုးရေးကိုအာမခံချက်ရရှိစေရန်ဗြိတိရှားတို့ကတွန်းအားပေးလှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်။ဗြိတိရှားတို့သည်မြန်မာတပ်မတော်ကိုလျင်မြန်စွာအနိုင်ယူပြီးတီဘောမင်းကိုနမ်းချကာအိန္ဒိယနိုင်ငံသို့ပြည်နှင်တံပေးခဲ့တယ်။အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ခြင်းသည်မြန်မာတနိုင်ငံလုံးကိုဗြိတိရှားအင်္ဂလိပ်၏အစိပ်ပိုင်းတစ်ခုအဖြစ်သို့လုံးဝသွေးခြင်းဖြစ်ပြီးကလကတ္တာနှင့်နောက်ပိုင်းတွင်နယူးဒေလီမြို့မှတိုက်ရိုက်အုပ်ချုပ်သောပြည်နယ်တစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့တယ်။ဗြိတိရှားအုပ်ချုပ်မှုအောက်တွင်မြန်မာနိုင်ငံသည်ကြီးမားသောပြောင်းလဲမှုများကိုကြုံတွေ့ခဲ့ရတယ်။ဘုရင်စနစ်နှင့်ဖုံးတော်ကြီးတင်ပညာစနစ်အပါအဝင်ရိုးရာအာဏာတည်ဆောက်ပုံများကိုဖျက်သိမ်းပစ်ခဲ့တယ်။ဗြိတိရှားတို့ကမြန်မာလူအဖွဲ့အစည်းကိုတိတာပြောင်းလဲစေခဲ့သောအုပ်ချုပ်ရေးရန်တရားတစ်များဥရောပစနစ်များနှင့်စီးပွားရေးမူများကိုမိတ်ဆက်ခဲ့တယ်။မြေရှင်အငှားချစနစ်နဲ့တယံဇာတထုတ်ယူခြင်းလုပ်ငန်းမှာအနှံ့အပြားဖြစ်ခဲ့ပြီးဒေသခံလူထုကိုထိခိုက်စေကဗြိတိရှားနှင့်အင်္ဂလိပ်ငွေကြေးရှင်ကိုသာအကျိုးဖြစ်ထွန်းစေခဲ့တယ်။ကိုလိုနီခေတ်မူဝါဒများကနှရှိုင်းသောမကျေနပ်မှုများကိုဖြစ်ပေါ်စေခဲ့ပြီးနောက်ပိုင်းမှာပဋိပက္ခများအတွက်အခြေခံအကြောင်းရင်းများဖြစ်ပေါ်လာခဲ့တယ်။ဗြိတိရှားတို့ကအိန္ဒိယနိုင်ငံမှပြောင်းရွှေ့လာသူများကိုအားပေးခဲ့ရမှာလူဦးရေနဲ့လူမှုဝင်ကျင်အခင်းအကျင်းကိုတိတိတသာပြောင်းလဲစေခဲ့။အိန္ဒိယရွှေ့ပြောင်းနေထိုင်သူများကဗန္ဒာရေးနှင့်စာရေးစာချီလုပ်ငန်းများမှာလွှမ်းမိုးထားသဖြင့်စီးပွားရေးအရာရှင်ပြိုင်မှုများနှင့်လူမျိုးရေးတင်းမာမှုများလည်းဖြစ်ပေါ်စေခဲ့။ထို့ပြင်ကိုလိုနီခေတ်အခြေခံအဆောက်အအုံများနှင့်တယံဇာတထုတ်ယူရေးလုပ်ငန်းများကိုအလေးပေးဆောင်ရွက်မှုများကြောင့်မြန်မာနိုင်ငံသည်ဗြိတိရှားအင်ပါယာအတွက်အဓိကစီးပွားရေးရင်းမြစ်တစ်ခုဖြစ်လာတော့လဲမညီမမှုနှင့်ခေါင်းပုံဖြတ်မှုများအလွန်အမင်းများပြားလာသည့်နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်။ဗြိတိရှားအုပ်ချုပ်မှုကိုတော်လှန်ပုန်ကန်မှုများသည်
ချက်ချင်းဆိုသလိုအမြင့်တွယ်လာပြီးပုံကံမှုနဲ့သဘောထားကွဲလွဲမှုပုံစံအမျိုးမျိုးပေါ်ထွက်လာခဲ့တယ်။အစောပိုင်းရေးပါတဲ့တော်လန်ရေးလှုပ်ရှားမှုတစ်ခုမှာ1930မှာ1932ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ဆရာဇံပုံကံမှုဖြစ်ပြီးဗြိတိရှားတို့ရဲ့အခွန်အတုပ်နဲ့မြေယာမူဝါဒများကိုစန့်ကျင်ရန်ရဟန်းလူထွက်တဦးကလယ်သမားများကိုဦးဆောင်လှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်။ထိုပုံကံမှုကိုအကြမ်းဖက်နှိမ်နင်းခြင်းခံခဲ့ရတော့လေမြန်မာလူထုကြားမတည်ငြိမ်မှုများနှင့်ကိုယ်ကံကြမ္မာကိုဖန်တီးလိုသောဆန္ဒများကြီးထွားလာခြင်းကိုပြသခဲ့။ကိုလိုနီခေတ်အတွင်းဗြိတိရှားတို့ရဲ့လွှမ်းမိုးမှုကိုနိုင်ငံရေးနဲ့ပညာရေးဆိုင်ရာကြိုးပမ်းမှုများဖြင့်စိန်ခေါ်ရန်ထင်ရှားတဲ့ပုံကိုယ်တွေထွက်ပေါ်ခဲ့တယ်။၎င်းတို့နဲ့နောက်ပိုင်းမှာလွတ်လပ်ရေးကြိုးပမ်းမှုရဲ့အဓိကကျတဲ့ခေါင်းဆောင်ဖြစ်လာသူမှာဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။တို့မှာစီယုံကဲ့သို့သောဖွဲ့စည်းများသည်မြို့ချစ်စိတ်ဓာတ်ကိုမြင့်တင်ရန်မြန်မာတို့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်တောင်းဆိုရန်ရင်ကျေးမှုနဲ့အမျိုးသားရေးလက္ခဏာရဲ့ရေးပါမှုကိုအလေးပေးရာတွင်အရေးကြီးသောအခန်းကဏ္ဍကပါဝင်ခဲ့တယ်။ဗြိတိရှားကိုလိုနီစနစ်ရဲ့မြန်မာနိုင်ငံပေါ်တက်ရောက်မှုမှာဗပောင်းစုံမှာရှိနေခဲ့တယ်။၎င်းကလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးအခင်းအကျင်းတွေကိုပြောင်းလဲယုံတာမကနောက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေနဲ့လွတ်လပ်ရေးအတွက်လှုပ်ရှားရုန်းကန်မှုများကိုမျိုးစေ့ကိုလည်းချပေးခဲ့တယ်။ဗြိတိရှားအုပ်ချုပ်ရေးရဲ့အမွေအနှစ်အဖြစ်မြန်မာသမိုင်းတစ်လျှောက်ပဲ့တင်ထပ်နေစေဖြစ်တဲ့နှဆိုင်နဲ့ကွဲပြားခြားနားမှုတွေကိုခြံထားခဲ့တဲ့လွတ်လပ်ရေးစီတို့ဥဒိုင်နေတဲ့လမ်းကြောင်းနဲ့နိုင်ငံတိဆောက်ရာမှာကြုံတွေ့နေသောစိန်ခေါ်မှုအပေါ်လွှမ်းမိုးမှုတွေရှိခဲ့တယ်။သမိုင်းပညာရှင်တမ်းမြင့်ဦးကဤသမိုင်းပြောင်းလဲမှုများကိုကိုလိုနီစနစ်တော်လှန်မှုနဲ့မြန်မာနိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဝိသေသလက္ခဏာတို့အကြားရှုပ်ထွေးသောဆက်ဆံမှုများအဖြစ်သိချာစွာရှင်းပြတင်ဆက်ထားပါတယ်။အခန်းတော့ဒုတိယကမ္ဘာစစ်နဲ့လွတ်လပ်ရေးကြိုးပမ်းမှုဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံသည်၎င်းတို့ရဲ့တည်နေရာကြောင့်အာရှပစိဖိတ်ဒေသရှိအဓိကစစ်စင်ရေးများအတွက်အလွန်ပင်အရေးပါတဲ့စစ်မြေပြင်တစ်ခုဖြစ်လာခဲ့တယ်။1942ခုနှစ်မှာဂျပန်တို့ကကျူးကျော်ဝင်ရောက်မှုကြောင့်ဗြိတိရှကိုလိုနီအုပ်ချုပ်ရေးတွေပြပြသွားပြီးမြန်မာနိုင်ငံကဝရုံးသုံးကားအခြေအနေတို့ဆက်ရောက်ခဲ့မြန်မာပြည်သူများအတွက်ဤစစ်ပွဲသည်နှစ်ဖက်ဓာသွားခဲ့သို့ပင်ဖြစ်ခဲ့တယ်။၎င်းသည်ကပ်ဘေးတစ်ခုဖြစ်သလိုတစ်ဖက်တွင်လည်းပြောင်းလဲမှုအတွက်တွန်းအားတစ်ဖက်ဖြစ်ခဲ့တယ်။စစ်တွင်းဖြစ်ပေါ်ခဲ့တဲ့မတည်ငြိမ်တဲ့အမျိုးသားရေးလှုပ်ရှားမှုများပေါ်ထွန်းလာစေရန်လမ်းခင်းပေးခဲ့ခြင်းဖြစ်ပြီးအထူးသဖြင့်မြန်မာလွတ်လပ်ရေးကြိုးပမ်းမှုအတွက်အဓိကကျသူဖြစ်လာတဲ့ဗိုလ်ချုပ်အောင်ဆန်းကဦးဆောင်ခဲ့တယ်။ဗိုလ်ချုပ်အောင်ဆန်းသည်ဗြိတိရှကိုလိုနီအုပ်ချုပ်ရေးကိုအဆုံးသတ်ရန်ဂျပန်တို့၏အကူအညီကိုမျှော်လင့်ကာအစာပိုင်းတွင်၎င်းတို့နှင့်မဟာမိတ်ဖွဲ့ခဲ့တယ်။သို့သောဂျပန်တို့သည်မြန်မာကိုအပြေးအဝအချုပ်အခြာအာဏာပေးရန်ရွေချက်မရှိသည်ကိုသိလာတဲ့အခါမှာဗိုလ်ချုပ်အောင်ဆန်းကသူရဲ့မဟာမိတ်တွေကိုဖပြောင်းလိုက်ကြပြီးမဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ဖက်စစ်ဆန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ဖဆပလတွင်သူ၏ဦးဆောင်မှုသည်လူထုထောက်ခံမှုအမြောက်အများကိုရရှိခဲ့ပြီးသူ့ကိုမြန်မာမျိုးသားရေးဝါဒ၏ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ရောက်ရှိစေခဲ့တယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးကအချိန်မှာလွတ်လပ်ရေးတောင်းဆိုတမ်းများကိုဗြိတိရှားတို့လစ်လူရှုရန်မဖြစ်နိုင်တော့ပြီ။မြန်မာတို့ရဲ့ပြတ်သားသောစိတ်ဓာတ်စစ်ပြီးခေတ်ပထဝီနိုင်ငံရေးပြောင်းလဲမှုများကဤနေရာတွင်အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။လွတ်လပ်ရေးအတွက်ညှိနှိုင်းမှုဖြစ်စဉ်မှာစိန်ခေါ်မှုများရှိခဲ့ပြီးမြန်မာတို့၏မျှော်မှန်းချက်နှင့်ဗြိတိရှားတို့၏အကျိုးစီးပွားကြားရှုပ်ထွေးလာတဲ့ဆက်ဆံရေးကိုမီးမောင်းထိုးပြခဲ့တယ်။ဤဒါစီများကြားမှပင်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်မြန်မာနိုင်ငံသည်လွတ်လပ်ရေးရရှိခဲ့ကရာစုနှစ်တစ်ခုကျော်ကြာကိုလိုနီလက်ဘဝပြီးဆုံးခဲ့ဤဒါစီများကြားမှပင်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်မြန်မာနိုင်ငံသည်လွတ်လပ်ရေးရရှိခဲ့ကရာစုနှစ်တစုကျော်ကြာကိုလိုနီလက်အောက်ခံဘဝကနေပြီးဆုံးသွားခဲ့တယ်။သို့တော်လည်းနိုင်ငံတစ်ခုပေါ်ပေါက်လာချိန်မှာချက်ချင်းဆိုသလိုအခက်အခဲများဖြင့်ရင်ဆိုင်ခဲ့ရတယ်
လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွေမှာပြည်တွင်းပြည်ပခါများစွာဖြစ်ပေါ်ခဲ့တယ်။ကိုလိုနီခေတ်ဤသွေးကွဲအုပ်ချုပ်ရေးမူဝါဒများကြောင့်ကြီးထွားလာခဲ့သောလူမျိုးရေးတင်းမာမှုများပေါ်ပေါက်လာပြီးပေါ်ဦးပေါ်ဖြားနိုင်ငံ၏စီးလုံးညီညွတ်မှုနှင့်တည်ငြိမ်မှုကိုစိန်ခေါ်ခဲ့တယ်။ထို့ပြင်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများနှင့်စစ်တမ်းကြောင့်ပျက်စီးသွားတဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ရန်တာဝန်မှာလည်းအလွန်ပင်ကြီးမားခက်ခဲလာတယ်။အနှစ်ချုပ်ဆိုရတော့လွတ်လပ်ရေးကြိုးပမ်းမှုသည်အချုပ်အခြာအာဏာရရှိရုံသာမကမိမိကံကြမ္မာကိုမိမိဘာသာဖန်တီးလို့သည်ပြည်သူများ၏မျှော်လင့်ချက်များကိုသားပြုခဲ့တယ်။သမိုင်းပညာရှင်တမ်းမြင့်ဦးကဤရေးပါသောခေတ်ကာလကိုသမိုင်းကြောင်းဆိုင်ရာအင်အားစုများရဲ့အပြန်အလှန်တက်ရောက်မှုကိုနက်နက်ရှိုင်ရှိုင်နားလည်မှုဖြင့်တင်ပြထားပြီးလွတ်လပ်ရေးစီသို့ဦးတည်သောမြန်မာခရီးကျမ်းတွင်ကြုံတွေ့ခဲ့ရတဲ့သူရဲကောင်းပီသားမှုနှင့်ဆင်းရဲဒုက္ခများကိုမီးမောင်းထိုးပြထားတယ်။ဒုတိယကမ္ဘာစစ်နှင့်မြန်မာလွတ်လပ်ရေးလမ်းကြောင်းကြားအသေးစိတ်ဖော်ပြချက်များမှတစ်ဆင့်ရုန်းကန်ရမှုတွေချမ်းခံနိုင်မှုနဲ့အမျိုးသားရေးလက္ခဏာစတဲ့အဓိကအချက်များကိုရှေ့တန်းတင်ပြထားတဲ့နိုင်ငံရေးရှုပ်ထွေးလာတဲ့သမိုင်းကြောင်းတွေကိုနက်နက်ရှိုင်ရှိုင်သိမြင်စေနိုင်တယ်။အခန်းလေးနေဝင်းဤအာဏာသိမ်းမှုနှင့်ဆိုရှယ်လစ်ခေတ်1962ခုနှစ်တွင်မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်ပေါင်းများစွာကြာအောင်နိုင်ငံရဲ့လမ်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲပစ်မိအရေးပါတဲ့အလဲပြောင်းတစ်ခုဖြစ်ပွားခဲ့တယ်။၎င်းမှာဗိုလ်ချုပ်နေဝင်းဤအာဏာသိမ်းမှုပင်ဖြစ်တယ်။ဤအာဏာသိမ်းမှုသည်ပါလီမန်ဒီမိုကရေစီစနစ်ကိုထိရောက်စွာအဆုံးသတ်စေခဲ့ပြီးမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာအောက်တွင်စစ်အာဏာရှင်စနစ်ထွန်းကားလာခြင်းဤတန်းအစပြိုးခဲ့ခြင်းဖြစ်တယ်။စစ်တပ်ရဲ့ကုကဲရေးမူဟောင်းနဲ့ပြင်းထန်သောအမျိုးသားရေးဝါဒီတဦးဖြစ်သည့်နေဝင်းကတိုးတက်လာတဲ့ယဉ်ကျေးမှုလူမျိုးရေးစစ်တပ်ရဲ့ကုကဲရေးမူဟောင်းနဲ့ပြင်းထန်သောအမျိုးသားရေးဝါဒီတဦးဖြစ်တဲ့နေဝင်းကတိုးပွားလာတဲ့လူမှုရေးတင်းမာမှုများနဲ့စီးပွားရေးပြဿနာများအကြားအမျိုးသားရေးစီးလုံးညီညွတ်မှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းရန်အတွက်အာဏာသိမ်းရန်လိုအပ်သည်ဟုအကြောင်းပြခဲ့တယ်။သို့တော်လည်းသူ၏အာဏာရလာမှုသည်မြန်မာလူအဖွဲ့အစည်းနှင့်စီးပွားရေးကိုနက်နက်ရှိုင်ရှိုင်ထိခိုက်စေမဲ့တင်းကျပ်တဲ့အာဏာရှင်စနစ်တိကျခွဲထွက်နေထိုင်ရေးမူဝါဒကိုကျင့်သုံးတဲ့ခေတ်တစ်ခေတ်ရဲ့အစပြိုးခြင်းပင်ဖြစ်တယ်။နေဝင်းရဲ့ဦးဆောင်မှုအောက်မှာမြန်မာနိုင်ငံသည်ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ဖြတ်တောက်သည့်တိကျခွဲထွက်နေထိုင်ရေးမူဝါဒကိုကျင့်သုံးခဲ့တယ်။နိုင်ငံခြားဩဇာလွှမ်းမိုးမှုအပေါ်အစိုးရရဲ့တန်တရားစိတ်ကြောင့်အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့များနဲ့ NGO များကိုနှင်ထုတ်ခဲ့ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လူသားချင်းအထောက်ပံ့မှုဆိုင်ရာကြိုးပမ်းမှုများကိုလည်းပုံမဟန်သားတကယ်သို့ဖြစ်စေခဲ့တယ်။ထို့သောတီးတန့်ခွဲထွက်ရေးမှာမြန်မာနိုင်ငံကိုပြင်ပမှဝါဒရေးအကူးစက်မှုများမှကာကွယ်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်တော်လဲလက်တွေ့တွင်မူကမ္ဘာနည်းပညာနှင့်စီးပွားရေးတိုးတက်မှုများကိုလက်လွတ်ခဲ့ရပြီးနိုင်ငံရဲ့နောက်ကျကျန်နေမှုနှင့်ဆင်းရဲမွဲတေမှုကိုပုံမဆိုးဝါးစေခဲ့တယ်။ဗိုလ်ချုပ်နေဝင်းနှင့်မဆလာအစိုးရတို့၏မတ်ဝါဒဗုဒ္ဓဘာသာနှင့်အမျိုးသားရေးဝါဒတို့၏ထူးခြားစွာပေါင်းစပ်ထားသည့်မြန်မာဆိုရှယ်လစ်လမ်းစဉ်ကိုစတင်ကျင့်သုံးခဲ့သည်မိမိကိုယ်တိုင်ဖူလုံသောစီးပွားရေးတစ်ခုကိုတည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့်ဤမူဝါဒသည်အဓိကလုပ်ငန်းများဗန်များနှင့်အသေးစားစီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းခြင်းသို့ဦးတည်စေခဲ့တယ်။အစာပိုင်းတွင်အစိုးရကဤပြုပြင်ပြောင်းလဲမှုများသည့်ဆင်းရဲမွဲတေမှုနှင့်မညီမမှုများကိုအမြင့်ပြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ကြွေးကြော်ခဲ့တယ်။သို့တော်လည်းလက်တွေ့တွင်မူအလွန်ပင်ဆိုးဝါးလှကြောင်းသက်သေပြခဲ့တယ်။စီးပွားရေးကိုလွဲမှားစွာစီမံခန့်ခွဲမှုနှင့်နိုင်ငံပိုင်လုပ်ငန်းများ၏ထိရောက်မှုမရှိခြင်းတို့ကြောင့်စီးပွားရေးမှာအကြီးအကျယ်ကျဆင်းခဲ့တယ်။တရားဝင်စီးပွားရေးရပ်တန့်နေချိန်တွင်မှောင်ခိုဈေးကွက်တွေထွန်းကားလာခဲ့ပြီးမြန်မာနိုင်ငံသည်အရှေ့တောင်အာရှတွင်အချမ်းသာဆုံးနိုင်ငံများစည်ရင်းမှအစင်းရဲဆုံးနိုင်ငံများထဲမှတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့ရတယ်။နေဝင်းရဲ့မူဝါဒတွေကြောင့်လူမှုနိုင်ငံရေးအပေါ်တက်ရောက်မှုများမှာလည်းထပ်တူပင်ဆိုးဝါးလာတယ်။အစိုးရကမီဒီယာပညာရေးနဲ့လူထုအတွင်းဆွေးနွေးဟောပြောမှုများကိုတင်းကျပ်စွာထိန်းချုပ်ထားပြီးအစိုးရနဲ့သဘောထားကွဲလွဲမှုမှန်သမျှကိုပိတ်ပင်တားဆီးခဲ့တယ်။နိုင်ငံရေးအတိုက်အခံများကိုထောင်သွင်းအကျဉ်းချခဲ့ပြီးချင်းချောက်မှုများ
ဖြစ်နိုင်သည်ဟုယူဆရသောပညာတတ်များသည်လည်းတင်းကျပ်စွာစောင့်ကြည့်ခံရခြင်းသို့မဟုတ်ပြည်ပသို့အတင်းအကျပ်ထွက်ခွာသွားစေခြင်းများကြုံတွေ့ခဲ့ရတယ်။အစိုးရသည်တသားတည်းကျသောမြမပုံရိပ်တစ်ခုကိုဖန်တီးရန်ကြိုးပမ်းခြင်းကလည်းလူမျိုးရေးတင်းမာမှုများကိုပုံမနှဆိုင်စေခဲ့တယ်။အခွင့်အရေးများကိုဆုံးရှုံးနေပြီးသားဖြစ်သောတိုင်းရင်းသားလူနည်းစုများသည်အခြားသူများကိုဖိနှိပ်ခါဗမာယဉ်ကျေးမှုနှင့်ဘာသာစကားကိုသာမြင့်တင်ပေးသည့်မူဝါဒများအောက်တွင်ပုံမ၍အပေခံဖြစ်လာခဲ့ကြတယ်။နေဝင်းရဲ့မူဝါဒများမှထွက်ပေါ်လာတဲ့ရေရှည်ဆိုးကျိုးများမှာအလွန်ပြင်းကျယ်ပြန့်ခဲ့တယ်။နိုင်ငံရေးအရာသဘောထားကွဲလွဲမှုများကိုဖိနှိပ်ထားခြင်းကြောင့်ကြောက်ရွံ့မှုများလွှမ်းမိုးမှုများကနေဒီမိုကရေစီနည်းလမ်းကျဆွေးနွေးမှုသို့မဟုတ်ပြုပြင်ပြောင်းလဲမှုများဖြစ်လာသည့်အခွင့်အရေးများကိုပင်ပိတ်ပင်တားဆီးခဲ့တယ်။စီးပွားရေးပျက်စီးမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကင်းမဲ့နေခြင်းတို့ကြောင့်လူထုအတွင်းမကျေနပ်မှုများအကြီးအကျယ်ဖြစ်ပွားစေခဲ့ပြီးအနာဂတ်တွင်ဖြစ်ပေါ်လာသည့်မတည်ငြိမ်မှုများအတွက်လမ်းခင်းပေးခဲ့တယ်။လူထုရဲ့လွတ်လပ်မှုများကိုပိတ်ပင်ခြင်းနဲ့စနစ်တကျလူအခွင့်အရေးချိုးဖောက်မှုများသည်ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင်ဖြစ်ခဲ့ပြီးစစ်တပ်နှင့်အစိုးရအဖွဲ့အစည်းများအတွင်ပြည်ထောင်မှကင်းလွတ်ခွင့်ရနေသည့်ယဉ်ကျေးမှုတစ်ခုဆွဲမြဲသွားစေခဲ့တယ်။1980ခုနှစ်များနောက်ပိုင်းနှင့်1980ခုနှစ်များအစောပိုင်းတွင်နေဝင်း၏မူဝါဒများမှာကြာရှုံးမှုမှာတိတိတသာထင်ရှားလာသဖြင့်သူ၏အုပ်ချုပ်ရေးမှာလည်းစတင်အားနည်းလာခဲ့တယ်။စီးပွားရေးကြက်တဲမှုနိုင်ငံရေးဖိနှိပ်မှုများနဲ့လူမျိုးရေးပြည်ပခပေါင်းစုံခြင်းသည်အချိန်မရွေးပောက်ကွဲနိုင်တဲ့အနေအထားသို့ရောက်ရှိလာခဲ့တယ်။1988ခုနှစ်မှာနေဝင်းကတရားဝင်အာဏာမှဆင်းပေးခဲ့ချိန်၌အာဏာရှင်စနစ်၏အဆောက်အဦများနှင့်မြန်မာလူအဖွဲ့အစည်းနှင့်စီးပွားရေးပေါ်ကြာရောက်ခဲ့တဲ့ပျက်စီးမှုများသည်နှဆိုင်သောအမာရွေးတစ်ခုအဖြစ်ကြံခဲ့ပြီးနောက်ပိုင်းနှစ်များတွင်ဖြစ်ပွားခဲ့တဲ့ဒီမိုကရေစီတောင်းဆိုသည့်အုံကြွမှုနှင့်လှုပ်ရှားမှုများစီသို့ဓာတ်ရိုက်ဦးတည်စေခဲ့တယ်။နေဝင်းခေတ်သည်အာဏာကိုစစ်ဆေးတားဆီးခြင်းမရှိဘဲကျင့်သုံးပါကနိုင်ငံတနိုင်ငံရဲ့အနာဂတ်မျှော်လင့်ခြင်းများကိုမြည်များအထိပျက်စီးစေနိုင်သည်ကိုသတိပေးနေသောတာတကားတစ်ခုဖြစ်သည်။စီးပွားရေးပျက်စီးမှုနှင့်လူမှုရေးကွဲပြားမှုဟူသောသူ၏အမွေနှစ်များသည်ယနေ့တိုင်ကြံရှိနေခြင်းဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိရုန်းကန်လှုပ်ရှားမှုများအပေါ်လွှမ်းမိုးမှုများစွာရှိနေအခန်းက88အရေးတော်ပုံနှင့်ဒီမိုကရေစီလှုပ်ရှားမှု1988ခုနှစ်သည်မြန်မာသမိုင်းတွင်အထင်ကရအဖြစ်အပျက်ဆုံးနှစ်တစ်နှစ်ဖြစ်ပြီးရှစ်လေးလုံးရေးတော်ပုံဟုလူသိများသည့်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဒီမိုကရေစီတောင်းဆိုသည့်ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သည်ဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရတဲ့စီးပွားရေးကျဆင်းမှုတွေအုပ်ချုပ်ရေးလွှဲမှားမှုနဲ့နိုင်ငံရေးဖိနှိပ်မှုများပေါ်လူထု၏မကျေနပ်မှုများပေါက်ထွက်လာရမှာဤလှုပ်ရှားမှုစတင်ခဲ့ခြင်းဖြစ်သည်။ကျောင်းသားများဖုံးတော်ကြီးများအစိုးရဝန်ထမ်းများနှင့်အလွှာပေါင်းစုံမှပြည်သူများသည်ဆရာနာရှင်စနစ်အဆုံးသတ်ရန်နှင့်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖော်ဆောင်ရန်တောင်းဆိုကာလမ်းမပေါ်ထွက်ကာဆန္ဒပြခဲ့ကြတယ်။ဤရေတော်ပုံတွင်ဒေါ်အောင်ဆန်းစုကြည်သည်အဓိကကျသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပေါ်ထွက်လာခဲ့သည်။လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူမသည်ပြည်သူများ၏မျှော်လင့်ချက်နှင့်ခံနိုင်ရရှိမှုတို့၏ပြရုပ်တစ်ခုဖြစ်လာခဲ့သည်။သူမ၏အဟောပြောကောင်းမှုနှင့်အကြမ်းမဖက်သောလှုပ်ရှားမှုအပေါ်ခိုင်မာစွာယက်တီမှုတို့ကသူမရဲ့ဒီမိုကရေစီလှုပ်ရှားမှု၏ရှေ့တန်းသို့ရောက်ရှိစေခဲ့တယ်။သူမသည်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုပူးတွဲတည်ဆောင်ခဲ့ပြီးရင်းအဖွဲ့အစည်းမှာစစ်အစိုးရကိုအဓိကအတိုက်အခံပြုသည့်နိုင်ငံရေးအင်အားစုတစ်ခုဖြစ်လာခဲ့တယ်။ရှစ်လေးလုံးရေးတော်ပုံကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့တော်လဲရင်းဖြစ်ရသည်မြန်မာနိုင်ငံရေးအခင်းကျင်းကိုထာဝရပြောင်းလဲပစ်ခဲ့တယ်။ဆန္ဒပြပွဲများကြောင့်ဗိုလ်ချုပ်နေဝင်းယာဒူးမှနှုတ်ထွက်သွားခဲ့တော်လဲစစ်တပ်ကနိုင်ငံငြိမ်ဝှက်ပြပြမှုတိဆောက်ရေးအဖွဲ့နာဝတအမည်ဖြင့်အာဏာကိုပြန်လဲထိန်းချုပ်ခဲ့တယ်။စစ်ဆိုးရတစ်သည်1990ပြည့်နှစ်တွင်အ
ထွေထွေရွေးကောက်ပွဲကျင်းပရန်ကတိကဝတ်ပြုခဲ့တယ်။1990ရွေးကောက်ပွဲတွင် NLD ပါတီကအပြတ်အသတ်နိုင်ငံရတော်လဲစစ်ဆိုးရကရလက်ကိုအတိမတ်ပြုရန်ညှင်းဆန်ခဲ့ပြီးအာဏာကိုဆက်လက်ဆုပ်ကိုင်ခဲ့တယ်။နောက်ပိုင်းဆယ်စုနှစ်များတွင်ဒေါ်သားစုကြည်ပါဝင်နိုင်ငံရေးသမားများစွာကိုနေအကျယ်ကျုံနှင့်ထောင်သွင်းအကျဉ်းချမှုများကြုံတွေ့ခဲ့ရတယ်။သို့တော်လည်း1988ခုနှစ်မှစတင်သောဒီမိုကရေစီစိတ်ဓာတ်သည်ပြည်သူများ၏ရင်ထဲတွင်ဆက်လက်ရှင်သန်နေခဲ့ပြီးအနာဂတ်ပြုပြင်ပြောင်းလဲမှုများအတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့တယ်။အခန်း6နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့်2021အာဏာသိမ်းမှု2010ခုနှစ်အစောပိုင်းတွင်မြန်မာနိုင်ငံသည်နှစ်ပေါင်းများစွာကြာမြင့်ခဲ့သောစေအုပ်ချုပ်ရေးမှဒီမိုကရေစီသို့ဦးတည်သည့်ထူးခြားသောနိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်ကိုစတင်ခဲ့တယ်။ဤကာလအတွင်းနိုင်ငံရေးအကျဉ်းသားများကိုပြန်လွှတ်ပေးခြင်းမီဒီယာလွတ်လပ်ခွင့်များစွာကိုပေးရခြင်းနဲ့ပြည်ပယင်းနှိမ့်မြုပ်နှံမှုများကိုပြန်လည်ဖိတ်ခေါ်ခြင်းများကိုပြုလုပ်ခဲ့တယ်။2015ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းသည်နိုင်ငံအတွက်မျှော်လင့်ချက်အသစ်များဖြစ်ပေါ်စေခဲ့သည်။သို့တော်လည်းအတွင်ကူးပေါင်းမှုများသည်စိန်ခေါ်မှုများနှင့်ပြည့်နှက်နေပြီးစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံရေးတွင်အဓိကအခမ်းကဏ္ဍမှဆက်လက်ပါဝင်နေခဲ့သည်။သို့တော်လည်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်စစ်တပ်ကရွေးကောက်ပွဲမတမာမှုများကိုအကြောင်းပြုကာအာဏာသိမ်းယူခဲ့ပြန်သည်။ဤလောက်ရသည်ဆယ်စုနှစ်တစုကြာတိဆောက်ခဲ့သောဒီမိုကရေစီလမ်းကြောင်းကိုရုတ်တရက်ရပ်တန့်သွားစေခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များစွာကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကိုဖွဲ့စည်းကာအာဏာကိုချုပ်ကိုင်ခဲ့သည်2021ခုနှစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံသည်ကြီးမားသောနိုင်ငံရေးနှင့်လူမှုစီးပွားရေးအကျပ်တဲများစွာအတွင်သို့ပြန်လည်ကျရောက်ခဲ့သည်ပြည်သူလူထုသည်ຫນွေဦးတော်လှန်ရေးဟုလူသိများသည့်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နှင့်ဆန္ဒပြပွဲများကိုအပြင်းထန်တုံ့ပြန်ခဲ့ကြသည်ဤလှုပ်ရှားမှုများသည်ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှသည်လက်နက်ကင်ခုခံတော်လှန်မှုအထိကျယ်ပြန့်လာခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များပေါ်ပေါက်လာခဲ့သည်ယနေ့ခေတ်မြန်မာနိုင်ငံသည်နိုင်ငံအတွင်းတိုက်ပွဲများစွာဖြစ်ပွားနေပြီးစီးပွားရေးကျဆင်းမှုနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခက်အခဲများစွာကိုရင်ဆိုင်နေရသည်သို့တော်လည်းတစ်ဖက်တွင်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများနှင့်ဒီမိုကရေစီအင်အားစုများအကြားရင်ခင်ကထပ်ပင်ပုံမနီးကပ်သောပူးပေါင်းဆောင်ရွက်မှုများရှိလာခဲ့သည်မြန်မာပြည်သူများ၏မဆုံမနစ်သောစိတ်ဓာတ်များနှင့်ကိုယ်ပိုင်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးလိုသည့်ဆန္ဒသည်အနာဂတ်တွင်စစ်မှန်သော Federal Democracy နိုင်ငံတည်ဆောက်နိုင်ရေးအတွက်အဓိကမျှော်လင့်ချက်ပင်ဖြစ်သည်အနှစ်ချုပ်အားဖြင့်ဆိုရသောမြန်မာသမိုင်းကြောင်းသည်လှုပ်ခတ်မှုများရုန်းကန်မှုများနှင့်ပြည့်နှက်နေတော်လဲပြည်သူများ၏ကြမ်းကြမ်းခံနိုင်မှုများမှာအမြဲတမ်းထူးခြားထင်ရှားနေခဲ့သည်ရှေးဦးအင်ပါယာများမှသည်ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုနှင့်ယနေ့ခေတ်တော်လှန်ရေးအထိဖြစ်ရတိုင်းကမြန်မာလူဖွဲ့စည်းကိုပုံဖော်ပေးခဲ့တယ်ခန်းခုနှစ်မြန်မာရှေ့ဆက်မည်လမ်းစဉ်အပေါ်သုံးသက်ချက်များမြန်မာနိုင်ငံသည်လမ်းဆောင်လမ်းကွာသို့ရောက်နေသည်နှင့်အမျှလက်ရှိနိုင်ငံရေးနှင့်လူမှုရေးအခြေအနေများသည်နိုင်ငံရဲ့အနာဂတ်လမ်းကြောင်းကိုဆုံးဖြတ်ပေးသည့်စိန်ခေါ်မှုများနှင့်အခွင့်အရေးများကိုဖော်ဆောင်နေသည်မကြသေးမီနှစ်များအတွင်းစတင်ခဲ့သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည်အကန့်အသတ်ရှိသောဒီမိုကရေစီဖော်ဆောင်မှုများအတွက်တကားဖွင့်ပေးခဲ့ပြီးမြန်မာပတ်ဝန်းကျင်ကိုပြောင်းလဲမှုအချို့ယူဆောင်ခဲ့သည်သို့သောဤပြုပြင်ပြောင်းလဲမှုများသည်မညီမျှပဲတသမတ်ထဲမရှိလာပေစစ်တပ်သည်အစိုးရနှင့်နေ့စဉ်လူမှုဘဝ၏ကဏ္ဍတော်တော်များများကိုသိသာထင်ရှားသောထိန်းချုပ်မှုများကိုဆက်လက်ရယူထားဆဲဖြစ်တယ်။ဒီအခြေအနေများကြောင့်အရက်ဖက်လွတ်လပ်ခွင့်များမှမကြာခဏဆိုသလိုကန့်ကွက်ခံရပြီးနိုင်ငံရေးလွတ်လပ်ခွင့်များကိုလည်းအပြေအဝမဖော်ဆောင်နိုင်သေးပေ။အာဏာရှင်အုပ်ချုပ်ရေး၏အကျွင်းကြံများသည်မြန်မာလူမှုအဖွဲ့အစည်း၏ဒီမိုကရေစီကူးပြောင်းမှုကိုအဟန့်အတားဖြစ်စေလျက်ဆက်လက်ဩဇာလွှမ်းမိုးနေစေဖြစ်တယ်။ဒါမျိုး၏သုံးသက်ချက်သည်မြန်မာနိုင်ငံကချမ်းပိုးထားရတဲ့သမိုင်းဝင်ထုတ်ဝင်ပိုးများနဲ့သမိုင်းကပေးတဲ့သင်ခန်းစာများကိုလည်းနက်နက်ရှိုင်းရှိုင်းဖော်ပြနေတယ်
နိုင်ငံရဲ့အတိတ်မှာကြီးကျယ်ခမ်းနားမှုများနဲ့မငြိမ်မသက်မှုများဖြင့်ပြည့်နှက်နေပြီးဤရှုပ်ထွေးလာတဲ့သမိုင်းကြောင်းကိုနားလည်ခြင်းသည်ပုံမကောင်းမွန်တဲ့အနာဂတ်ကိုပုံဖော်ရမှာမရှိမဖြစ်လိုအပ်ပါတယ်အတိတ်ကအမှားများကိုအသိမှတ်ပြုခြင်းခွင့်လွှတ်ခြင်းယဉ်ကျေးမှုကိုပြိုးထောင်ခြင်းနဲ့အမှန်တရားနဲ့ပြန်လည်ရကြားစေရေးကြိုးပမ်းမှုများကိုလှုံ့ဆော်ခြင်းသည်နိုင်ငံရဲ့ဒဏ်ရာများကိုကုစားရန်နဲ့စီလုံးညီညွတ်သောလူအဖွဲ့အစည်းတစ်ရပ်ကိုတိဆောက်ရန်အခြေခံကြတဲ့ခြေလှမ်းတစ်လှမ်းအဖြစ်ရှုမြင်ကြတယ်။တမ်းမြင်ဦးသည်အားလုံးပါဝင်နိုင်သောနိုင်ငံရေးဆွေးနွေးမှုများနှင့်စစ်မှန်သောမျိုးသားရေးပြန်လည်ရကြားစီရေးကြိုးပမ်းမှုများ၏အရေးကြီးပုံကိုမိမြောင်းထုတ်ပြပြီးမြန်မာနိုင်ငံရဲ့ရှေ့ဆက်ရမယ့်ခရီးကိုခက်ခဲနှံ့နယ်မှုများကိုထိုးထွင်းသိမြင်စေပါတယ်။တိုင်းဒေသပြည်ပခါများကိုဖြည့်ရှင်းရမှာအဓိကကျတဲ့စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသေးဖြစ်တယ်။မြန်မာနိုင်ငံရှိမတူကွဲပြားသောတိုင်းဒေသမျိုးနွယ်စုများတွင်တစ်ခုချင်းစီ၌တိကျယဉ်ကျေးမှုဘာသာစကားသမိုင်းဝင်နာကြည့်ချက်များရှိကြရာ၎င်းတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလေးစားပြီးလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မဲ့စဉ်းစားချင့်ချိန်မှုရှိတဲ့မျှတသောဖြည့်ရှင်းချက်များကိုလိုအပ်နေပါတယ်။မြန်မာလူဖွဲ့စည်း၏ကဏ္ဍပေါင်းစုံကမိမိတို့ကိုယ်ကမျိုးသားဆင့်မူပေါင်းအတွင်း၌ကိုစားပြုခွင့်ရသည်တံပိုးထားခံရသည်ဟုခံစားရမှသာလျှင်စစ်မှန်သောငြိမ်းချမ်းရေးကိုရရှိနိုင်မည်ဖြစ်ပါတယ်။ထို့ပြင်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုပုံဖော်ရာတွင်နိုင်ငံတကာဆက်ဆံရေးသည်လွန်ရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေအိန္ဒိချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့တရုတ်အိန္ဒိယတို့နဲ့ဆက်ဆံရေးကိုပါနက်စွာခိုင်တွယ်ခြင်းနဲ့အနောက်နိုင်ငံများနဲ့ဆက်ဆံရေးကိုညှိနှိုင်းခြင်းတို့အတွက်မျှတပြီးမဟာဗျူဟာကျတဲ့ချင်းကပ်မှုလိုအပ်ပါတယ်။နိုင်ငံတကာအတိုင်းအဝန်နဲ့တန်းတူညီမျှသောသတ်မှတ်ချက်များဖြင့်ထိတွေ့ဆက်ဆံခြင်းသည်လိုအပ်နေသောထောက်ပံ့ကူညီချက်များကိုရရှိစေပြီးကမ္ဘာဈေးကွက်တို့တကားများဖွင့်လှစ်နိုင်ခြင်းဖြစ်တယ်။သို့တော်လည်းဤအရာကိုလှုပ်ဆောင်ရာတွင်မျိုးသားအကျိုးစီးပွားကိုကာကွယ်ရန်နှင့်လူ့အဖွဲ့အရေးမြင့်တင်ရန်အတွက်ရှင်းလင်းသောနားလည်မှုများရရှိရမယ်ဖြစ်တယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်မြန်မာနိုင်ငံတိုးတက်ရေးအတွက်အခြားရေးကြီးသောကဏ္ဍတစ်ခုဖြစ်တယ်။တမ်းမြင့်သည်လူတန်းပေါင်းများစွာကိုဆင်းရဲတွင်မှကယ်တင်နိုင်ပြီးကဏ္ဍအသီးသီးနှင့်ဒေသအသီးသီးတွင်အခွင့်အရေးလမ်းများဖန်တီးနိုင်မည်ရေရှည်တည်တံ့ပြီးအားလုံးပါဝင်နိုင်တဲ့စီးပွားရေးမူဝါဒ၏အရေးကြီးပုံကိုအလေးပေးဖော်ပြထားတယ်။စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည့်အခြေခံအဆောက်အအုံတည်ဆောက်ခြင်းပညာရေးမြင့်တင်ခြင်းနှင့်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကိုအားပေးခြင်းတို့အပေါ်အာရုံစိုက်တင်ပြီးထိုမှရရှိလာသောအကျိုးကျေးဇူးများကိုလူထုတရက်လုံးကကြည်ကြဲပြန့်ပြန့်ခံစားစေရန်ရည်ရွယ်ပါတယ်။ဒီကုန်းချုပ်အားဖြင့်မြန်မာနိုင်ငံရဲ့ခရီးလမ်းသည်ရှုပ်ထွေးမှုများနှင့်ကြီးမားသောစိန်ခေါ်မှုများဖြင့်ပြည့်နှက်နေတော့လေအတွင်ကူးပြောင်းနိုင်သောအနာဂတ်အတွက်လားလာများသာရှိနေပါတယ်။နိုင်ငံရေးပြောင်းလဲမှုများစီးပွားရေးအရာအားလုံးပါဝင်နိုင်မှုတိုင်းရင်းသားပြည်ပခါများဖြည့်ရှင်းမှုနှင့်တည်ဆောက်မှုစံသောနိုင်ငံတကာထိတွေ့ဆက်ဆံမှုများအပေါ်အစဉ်တစိုက်အားစိုက်ထုတ်မှုကြိုးပမ်းခြင်းဖြင့်ငြိမ်းချမ်းရေးဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှုဗန်းနိုင်များကိုရောက်ရှိမည့်မြန်မာနိုင်ငံကိုတမ်းမြင့်ဦးကမျှော်လင့်ထားပါတယ်။ရှေ့ဆက်ရမယ့်လမ်းမှာခက်ခဲကြမ်းတမ်းတော်လဲအတိတ်မှသင်ခန်းစာယူကမြန်မာပြည်သူအားလုံးတာယာဝါပြောမည့်အနာဂတ်ကိုတိဆောက်လိုသည့်စုပေါင်းဆန္ဒဖြင့်မောင်းနေမည်ဆိုပါကမျှော်လင့်ချက်ရောင်နေများရှိနေမည်ဖြစ်သည်ဟုဖော်ပြထားပါတယ်ခင်ဗျာ။